ပြေဆုံးကြပါစေခင်ဗျာကျွန်တော်တင်ပေးထားတဲ့တပတ်စာကက်ရဲ့ရှင်းလင်းချက်ကလေးကိုခုညနေမှာအားတဲ့အတွက်ရှင်းလင်းတင်ပြပေးတင်ပါတယ်ကျွန်တော်တို့အထူးပတ်သီးအနေနဲ့ကတော့လေးတစ်လုံးကိုပေးထားပြီးတော့လေးကိုပတ်သီးပေးထားပါတယ်ဒုတိယပတ်သီးအနေနဲ့ခွန်တစ်လုံးနဲ့3ညတစ်လုံးကိုပေးထားပါတယ်ကျွန်တော်တို့ break အနေနဲ့ကတော့2ခွန် break နဲ့16 break ကို main အနေနဲ့ရွေးထားပြီးတော့ကျွန်တော်တို့အခွေအနေနဲ့ကတော့တသစ္စာအခွေရယ်164ကို145ခွန်အခွေများကိုတင်ပြပေးထားပါတယ်ကျွန်တော်တို့အခုလိုတင်ပြတဲ့အခါမှာအကွက်တွေဟာအများကြီးထွက်လာနိုင်ခြေရှိတဲ့အတွက်ယခုတင်ပြထားတဲ့မူစနစ်တရားဆိုလို့ရှိရင်တော့ formula စနစ်အရနဲ့တေချာစစ်စစ်တိုက်ဆိုင်ပြီးတော့ထွက်လာနိုင်ခြေများတဲ့အကွက်များကိုပတ်သီးများအခွေများဗရိတ်များကိုစေတနာဖြင့်တင်ပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ပတ်သီးကစားမဲ့သူများအနေနဲ့ပေးထားတဲ့ပတ်သီးများတွေကမိမိတို့ကြိုက်နေတဲ့ပတ်သီးကိုယူပြီးတော့ကစားနိုင်ကြပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့အခွေကစားမဲ့လူများကလည်းအခွေကိုယူပြီးတော့ကစားနိုင်ကြပါတယ်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့လိုက်တဲ့အခါမှာ break လဲထိုးခြင်းနဲ့အခွေလဲကစားခြင်းနဲ့ပတ်သီးလဲကစားခြင်းနဲ့ဒါမျိုးစုံကြီးလိုက်မယ်ဆိုရင်တော့အဆင်မပြေတော့ပါဘူးမိမိတို့တပတ်စာလို့ပြောထားတဲ့အတွက်တပတ်မှာတစ်ချိန်ပေါက်ရင်အမြတ်များရဖို့အတွက်ကျွန်တော်တို့စဉ်းစားဆင်ခြင်ပြီးတော့ကစားကြရမှာဖြစ်ပါတယ်ပတ်သီးကြိုက်တဲ့လူတွေကတော့မိမိတို့နှစ်သက်ရာပတ်သီးတစ်လုံးကိုယူပြီးတော့ကစားပါ19ခွေပဲရှိမှာဖြစ်ပါတယ်break အနေနဲ့ကျွန်တော်တို့တင်ပြထားတဲ့2ခွန် break ကိုကစားမယ်ဆိုရင်ကျွန်တော်တို့အကွက်20ရှိမှာဖြစ်ပါတယ်အခွေမှာဆိုလို့ရှိရင်တော့အပူပါ16ကွက်ရှိနိုင်တာဖြစ်ပြီးတော့ရင်ကျွန်တော်တို့ကအထက်ကနေမှမိမိနှစ်သက်ရာတစ်ခုကိုဇာဒိုးကလေးနဲ့ဖြည်းဖြည်းမှန်ပေါက်တဲ့အချိန်မှာမြတ်အောင်ကစားတတ်ဖို့အကြံပြုတင်ပြလိုက်ပါတယ်ပတ်သီးလေးကစားမယ်ဗရိတ်လေးကစားမယ်အခွေလေးကစားမယ်နှိမ့်တိုင်းပေါက်ချင်နေတယ်ဆိုရင်တော့ဒါဟာတပတ်စာထိုးလို့အဆင်မပြေပါဘူးနေတိုက်ကစားမှသာအဆင်ပြေပါမယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီနေ့မှာကျွန်တော်နေတိုက်မအားလို့မတင်ပေးဖြစ်တဲ့အတွက်ဒါတွေကိုမပြောလို့ပါဘူးအဲ့တော့ဒီနေ့တင်းလာနေ့ထွက်ရှိသွားတဲ့မနစ်ညထွက်ရှိမှုမှာဆိုလို့ရှိရင်တော့မနစ်က9-9နဲ့9ပတ်သီးအောင်မြင်ခဲ့ပါတယ်ညနေမှာတော့2ခွန် break နဲ့2-5ဆိုပြီးတော့အောင်မြင်ခဲ့ပြီးတော့1နဲ့3-4-5အခွေတစ်ခုဟာလည်းအောင်မြင်သွားပြီဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျန်တဲ့အရာများဥပမာအဖြစ်ကျွန်တော်ပြောချင်တာကတော့9လုံးအခွေအကြံများကိုလက်မလွတ်ဘဲနဲ့ကစားသင့်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့စီစဉ်ပြီးတော့ကြိုးစားအားထုတ်ပေးထားတဲ့တပတ်စာကတ်ထဲမှာမိမိတို့နှစ်သက်ရာကိုယူပြီးတော့ကစားကြပါလို့ပြောကြရင်းနဲ့အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ